အားလုံးပဲမင်္ဂလာပါခုကတော့ဒီဗီဒီယိုမှာပြထားသလိုပဲစပွဲကအဆောင်လေးဖြစ်တယ်ခောက်စပွဲပေါ့ဒီကတော့အဲ့မှာရေခွက်လေးလောက်တယ်ပေါ့ဘာလို့လဲဆိုတော့ပြည့်စိတ်တွေအရန်တက်တယ်insect ကေးလာတွေပြည့်စိတ်ဆေးမုံလေးလည်းမသုံးချင်ဘူးအခန်းလေးကကျင်းတော့အဲ့အနံ့တွေသူတို့လည်းတည်ပေါ့နော်ကိုလည်းယောဂရမှာဆိုတော့အဲ့ဒါတွေလည်းမသုံးချင်ဘူးအဲ့တော့အိမ်မှာရှိတဲ့ရေတံဘူးလေးနဲ့အဲ့လိုမျိုးကိုဒီစပွဲအောက်ကတောက်ကလေးနဲ့အဆင်ပြေအောင်လုပ်လိုက်တာလေးကိုသဘောကျလို့ဗီဒီယိုလေးရိုက်ပြီးတင်လိုက်တာပါရိုက်ပုံရိုက်ပြီးအဆင့်ဆင့်တော့ရေးပေးထားတယ်ပေါ့ပုံမှန်စပွဲဆိုရင်တော့ကျွန်တော်တို့အောက်ကရေခွက်လေးတွေဘူးတာမန်ရေခွက်လေးနဲ့ထည့်လိုက်လို့ရတယ်ပေါ့ဒီမှာကျတော့စပွဲကစောင်းစောင်းလေးလည်းဖြစ်နေပြန်သူနဲ့အဆင်ပြေအောင်ပေါ့အိမ်မှာရှိတဲ့ရေတံဘူးလေးတွေလက်ဟတ်တက်မဖြစ်တော့ဘူးအားမျိုးလေးအဆင်ပြေအောင်ဆိုပြီးတော့စိတ်ကူးလေးရလို့လုံးကြရင်းနဲ့ဒီ tip လေးမဆိုးဘူးပေါ့သူများတွေလည်းအသုံးဝင်ခြင်းဝင်မှာဆိုပြီးတော့ဒီဗီဒီယိုလေးကိုရိုက်ပြီးတော့တင်လိုက်တာပါအဲ့မှာအစအနေအဆုံးရိုက်ပုံရိုက်ပြီးအစင်းစင်တော့ပြောထားတယ်ပေါ့ကိုစပွဲနဲ့ဒီလုံကြီးလေးနဲ့အဆင်ပြေပါကိုစပွဲပိုဆောင်ရင်ဘယ်လိုနှင့်ရမယ်ပေါ့ဒါကတော့ကိုကလည်းကိုဒီ slide လေး slope အဆောင်လေးတွေကိုတော့ကိုကလည်းကိုချိန်ပြီးတော့လုပ်လို့ရပါတယ်လို့တော်တော်လေးအဆင်ပြေပေါ့သူတို့လည်းမသေးပြည့်စိတ်တွေလည်းမသေးကိုလည်းအိမ်မှာရှိရရေတံဘူးတွေလည်းဒီတိုင်းလက်သက်မဖြစ်လွတ်မပြေရ visual ဖြစ်တယ်ပေါ့အဲ့ဒါမို့လို့သဘောကျလို့ဒီဗီဒီယိုလေးရိုက်တင်လိုက်တာပါကျေးဇူးတင်ပါတယ်